လောကလူတွေဟာကောင်းတာတွေလုပ်ခဲ့ကြတာတွေအများကြီးရှိတာပဲဟိုမနေ့ကကောင်းတာလုပ်ခဲ့တာရှိတယ်ဟိုတနေ့ကကောင်းတာလုပ်ခဲ့တာအဲ့တော့ကောင်းတာလုပ်ခဲ့တယ်ဆိုတာဘာတွေလဲဆိုရင်မေတ္တာအခြေခံပြီးလုပ်ခဲ့တယ်ကရုဏာအခြေခံလုပ်ခဲ့တယ်နောက်ဆုံးမှလမ်းပေါ်မှာအမိုက်ကိုကောက်ပစ်ခဲ့တယ်ဆိုတာကိုကပုပ်ပြီးသူစိတ်ထားနေပဲကောင်းတဲ့အလုပ်တစ်ခုလုပ်ခဲ့တယ်ပေါ့ဘယ်သူမှဒုက္ခမရောက်အောင်ကိုအများကိုကူညီခဲ့တယ်ဆောင်းလျှောက်ခဲ့တယ်ဒါတွေဟာကောင်းတဲ့အလုပ်တွေကြီးပဲဟုတ်ကဲ့လားပုပ်ပြီးသူစိတ်နာနေဟိုမနစ်ကလုပ်ခဲ့တာတွေပဲဖြစ်စေဟိုအရင်တစ်နှစ်ကလုပ်ခဲ့တာတွေပဲဖြစ်စေလုပ်ခဲ့တဲ့မြကိုလုပ်ခဲ့တဲ့မြကောင်းတဲ့အလုပ်တွေကိုလည်းပြန်လှန်တွေးပြီးတော့ဆင်ញင်သုံးသပ်နိုင်မယ်ဆိုလို့ရှိရင်နောက်ထပ်ကုသိုလ်တွေဖြစ်လာတယ်အဲ့ဒါဘယ်တတ္တိနဲ့ဖြစ်တာတော့ဆိုဟောဒီဥပနိဒေယတတ္တိနဲ့ဖြစ်တာဘလောက်တန်မိုးရှိတော့ကိုယ်တစ်ခါလှုပ်ထားလို့ရှိရင်ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာအများကြီးဖြစ်အောင်လုပ်ယူလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပြောတာနော်